မေတ္တာဆိုတာဘာလဲမေတ္တာဆိုတာချမ်းသာကြပါစေချမ်းသာကြပါစေလို့ဒီလိုပြောနေတာမေတ္တာလားဆိုမဟုတ်ဘူးနော်ဒါကမေတ္တာပို့နေတာလို့ပြောခြင်းပြောမေတ္တာဆိုဒီမှာမိမိရဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်ကြီးကြီးပွားတိုးတက်စေခြင်းနဲ့စိတ်ဓာတ်ပဲသူတို့ရဲ့ကြီးပွားတိုးတက်မှုပညာတတ်စေခြင်းနဲ့စီးပွားဥစ္စာတွေတိုးတက်စေခြင်းနဲ့အသိဉာဏ်တွေကျွယ်ဝစေခြင်းနဲ့ကုသိုလ်တရားတွေများများရစေခြင်းနဲ့ဒါမေတ္တာစိတ်ချမ်းသာကိုယ်ချမ်းသာတဲ့ဘဝမှာအောင်မြင်မှုကိုရစေခြင်းနဲ့အဲ့ဒါကိုမေတ္တာလို့ခေါ်တာနော်အဲ့ဒီမေတ္တာစိတ်ဓာတ်မျိုးထားနိုင်လို့လိုတယ်လောကလူတွေမြန်မာလူမျိုးတွေမေတ္တာကိုပို့ကြတယ်သဗ္ဗေတ္တအဝေရာဟောတုမေတ္တာတော့ပို့ကြတာပို့ပြီမဲ့လို့တကယ်ကြတဲ့အခါကျမေတ္တာကဆူရောက်မှုကမရှိဘူးလေမေတ္တာဆူရောက်မှုကပို့တဲ့အချိန်လေးပဲကြံတဲ့အချိန်မှာပတ်ဝန်းကျင်အပေါ်မှာမလုပ်ဘူးကောင်းစားလာလို့ရှိရင်မကျေနပ်နိုင်တဲ့အနေအထားမျိုးတွေဖြစ်တယ်တူအကောင်းစားလာရင်မနာလိုတာတွေဖြစ်လာတယ်တကယ်မေတ္တာရှိလာပြီဆိုရင်လူတွေအားလုံးပေါ်မှာကြီးပွားတိုးတက်စေခြင်းနဲ့စိတ်ခိုင်မာရှိ